မင်္ဂလာပါဒီနေ့တော့ပစုံအဆက်ကြော်လေးနဲ့ဂွေးတောက်ရွက်လေးကြော်စားဖြစ်တယ်ဗျာပစုံအဆက်ကြော်ဆိုတော့မြုပ်သီးစိမ့်ကိုများများလေးထည့်ပဲဗျာရေစီးထားပါမယ်ညာချွေပြီးတော့ထောင်းထားပါမယ်ကျိတ်ဆက်နဲ့ကျိတ်ရင်တော့ပိုကောင်းပါတယ်ဗျာကျွန်တော်ကတော့ထောင်းတဲ့အပိုင်းမပြတော့ဘူးဗျာတခါလဲစီတက်လိုက်တော့မယ်တက်တုံကြီးစီတက်တဲ့ထဲကိုမြုပ်သီးစိမ့်ခါလေးထည့်ပြီးတော့စီတက်ပါအရန်မှန်ပါလေထပ်ပြီးမဆက်မှာဆိုလို့မြုပ်သီးခွဲချမ်းနှစ်ဆုံးသုံးဆုံးလောက်ထပ်ထည့်ပါလိမ့်မယ်ဆက်တီတော့ရင်းစားကြနေပါဗျာကျမ်းမာရေးထိခိုက်နေပါဦးဒါမှဆက်ပစုံလေးခါလေးထည့်လိုက်ပါတော့မယ်ဒီနေ့ကရိုးရှင်းနေဗျာတိတ်ပြီးတော့ထူထူတော့မပါပါဘူးထူးခြားချက်ကတော့မြုပ်သီးများတာလေးပေါ့ဗျာမြုပ်သီးများတာလေးကပိုပြီးစားကောင်းပါလေအဆက်ဟဲ့တက်တာတော့ချမောင်ရဲ့အချင်းဟင်းနဲ့ဆိုပိုပြီးလိုက်ဖက်ပါလိမ့်မယ်ဒီမြင်ပြရေးစားရတာမဟုတ်ခဲ့ပါနဲ့ရတာမဟုတ်တော့သိမလို့ပါဘူးပစုံကချိုးပြီးတာဖြစ်တဲ့အတွက်စားမြင်ပြရေးရတာမဟုတ်လိုချိန်ခဲ့ပါကျွန်တော်ကြော်နေတဲ့ပစုံလေးတွေအရေကုန်လေးတွေ6လာပြီဆိုရင်တော့ပစုံဆက်ကြော်လေးကွာရပါဗျာကလပ်စားတဲ့ဂွေးတောက်ရွက်လေးပါထပ်ကြော်ပါမယ်ဗျာဂွေးတောက်ရွက်ကြော်တာလည်းထုံးစံတိုင်းတစ်ထည့်ရုံးနေပြီးကြော်ပါမယ်ကျွန်တော်တို့ထူးခြားချက်အနေနဲ့ကြောက်3လုံးလောက်တော့သုံးပါမယ်စားရတာမဟုတ်လို့လေးထည့်ပါမယ်။ငံပြားလေးလေးနည်းနည်းထည့်ပါဦးဗျာကျွန်တော်ကတော့အခက်ခဲတွေကိုကြော်ပြီးစိတ်အားမှန်နဲ့ကြိုးစားကြမယ်နေတဲ့ကြောင့်ကိုစတင်လိုက်အသစ်တွေကိုရှာဖွေကြမယ်အတွင်းစိတ်ကိုပြုပြင်မယ်အတွင်းစိတ်ကိုပြုပြင်ပြီးအောင်မြင်ဖို့ရှင်လန်းကြမယ်ဒီကွေးတော့ရဲ့ကြော်ရဲ့ကြကြနေတယ်ကျုပ်တုံးလုံးဖောက်ခဲ့ပါမယ်ဗျာနေတဲ့ခုစောင့်တဲ့နေတဲ့ခုစောင့်ကြမယ်ဒီနေ့တစ်ခါအောင်မြင်မယ်ခွန်အားအပြည့်နဲ့ကြိုးစားစို့ခွန်အားအပြည့်နဲ့ကြိုးစားစို့ကျုပ်များများလေးထည့်ရင်တော့ပူစားကောင်းတာပေါ့ဗျာရှင်းရှိတဲ့လောက်ထည့်ပါနာဂမလှရှာတဲ့မျောလင်းချက်တွေကိုသိမ့်ထားအသစ္စာတဲ့ခါကဆိုရင်မူဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိတ်ညစ်ကြမ်းမှချမ်းသာကြပါစေဆက်သမျှဟင်းနိုင်တဲ့ဂရင်းတွေစားကောင်းကြပါစေဗျာ